ရေးကောင်းဖို့မလိုဘူးလားအားလုံးသင်တရားဟောပါဒီလိုလေးဟောပါနော်ခဏလေးပဲဒီနေ့30လောက်ဟောပါအားလုံးပါလေးစိုက်ပြီးညီညာလေးနဲ့အာရမရဒီလိုရှိကြည်ရမယ်ဘယ်လိုဒီပြန်ပြီးတော့ပြေးနေတာလဲဒီကောင်းပါလေဆိုတော့ဒီပြေးချင်တာဒီမကောင်းဘူးဆိုတော့ဒီပြန်ပြီးတော့ပြေးချင်တာလားအဲ့ဒီကခုမှတရားကအဖြေကောင်းဒီကောင်းပါလေဝေမိဘတွေစီရတဲ့ကျမ်းမာပါတယ်ဒီကောင်းပါလေဆိုတော့ဒီကောင်းလေးပြန်ပြီးတော့ကြားချင်တယ်လို့မိမိတို့ကိုယ်တိုင်ကလည်းရေဝိယတိကကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့ဆရာသမားတွေဒီကောင်းရလားကျမ်းမာရလားလို့ပြီးတဲ့အခါမှာဒီကောင်းပါလေကျမ်းမာပါလေဆိုတော့ဒီကောင်းလေးပြန်ပြီးတော့ပြေးချင်တယ်ပြေးချင်ပါလို့အမေကိုယ်တိုင်ကျမ်းမာနေရမယ်ကျမ်းမာရေးဂရုစိုက်ရမယ်ကျမ်းမာခြင်းဒီလက်တော်ပါတဲ့ပါတယ်လေကျမ်းမာခြင်းလက်တော်ပါဒီလိုမစနေဘလောက်ပဲရှိရှိညာလူတွေဘလောက်ပဲရှိရှိစီစီဥစ္စာတွေဘလောက်ပဲရှိရှိမိမိခန္ဓာကိုယ်ကြီးကမကျမ်းမာဘူးဆိုရင်ကိုယ်ပိုင်စားရတဲ့စီစီဥစ္စာတွေသုံးဆောင်နိုင်မလားကိုယ်မှာရှိနေတဲ့စာကြတွေတောက်ကြတွေဒီကေတ္တာတွေမှာအပြည့်ထားတော်လဲပဲကိုယ်မှာကျမ်းမာရေးမကောင်းဘူးကျမ်းမာဘူးဆိုရင်စာကြတွေဘလောက်ပဲကောင်းကောင်းစာကြပါဦးလားစာကြပါဘူးဗျာအဲကြောင့်ရှင်တို့ဓမ္မရီနံပါတ်၄လူလောကမှာအရေးကြီးဆုံးကပါလေကျမ်းမာရေးကောင်းဖို့ရည်ကြီးတယ်ကျမ်းမာရေးကအလုပ်တွေလုပ်နိုင်တယ်လို့ကုသိုလ်ဝဲတွေလာနိုင်တယ်ကျမ်းမာဖို့ဆိုရင်ကုသိုလ်ဝဲတွေလာနိုင်ပါမလားဒီနေ့ဒီချိန်ဒီနေရာဒီအမှကိုရောက်လာတယ်ဆိုတာဆိုတော့ဓမ္မရဲ့ကျမ်းမာခြင်းနဲ့ပြည့်စုံလို့အဲဒါကျမ်းမာခြင်းဒီလာပါအဲဒါကျမ်းမာပါလို့ရမယ်နေရမယ်ထိုင်ရမယ်စားရမယ်တောက်ရမယ်ပြီးတော့ကျမ်းမာနေရမယ်ထိုင်ရမယ်စားရမယ်တောက်ရမယ်ကျမ်းမာနေလားမကျမ်းမာခြင်းဘူးလားအဲ့လိုကျမ်းမာနေရမယ်ဆို